အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့အခုကတော့နောင်ပုံရောက်ရှိနေပြီပါတယ်နောင်ပုံမှာဒီနေ့ကျငါများတယ်ငါပြီးဒီရေမြောင်းဝင်းမှာငါလာပြစ်ပါဒီကိုလေးနဲ့ဒါတော့ကျွန်တော်တို့ရှစ်ကိုကြီးမိမယူသွားအောင်လို့ရှစ်ကိုကြီးပုံမှန်နဲ့ပြစ်ပါပုံမှန်နဲ့နှုတ်ဆက်ပေးပါဦးဟုတ်မှန်နဲ့ပါအဲ့တော့ကျွန်တော်တို့လုံတွေကအာစရီစီကိုလဲလာရင်ငါလာပြစ်တာပါအာစရီရှက်နေပါလေငါပြစ်စရာရဲ့ငါပြစ်စကေးရတော့ငါပြလာအောင်ညနေစီးစာလေးနဲ့ရန်လာနေပါ